TV ဖွင့်ပြောပါစေလို့ ဦးတော်မလားပြီးရောစတေရှိုးနော်စတေရှိုးလာမယ်ဟေးဦးတော်မှာလာလေဦးတော်မှာစတေရှိုးလာမယ်ဟေးစတေရှိုးလာလာပြီဟေးစတေရှိုးလာမယ်ဟေးမေခလာလေးတည်းဒီခလာဒီဘာဘောကမလေးကဆုံးမကြီးမလို့မေခလာလေးကိုတချင်းနေမဆိုပါကြတော့မျက်နှာမူတွေတက်နေဟုတ်လားပြီးရဒီကဘာလဲမသိဘူးရောတဲပေါ်မှာပြချိုက်အေးရောရှိတယ်တည်းဟမ်တည်းလားဟာတည်းကြီးမေးကြည့်ပဲတည်းကြီးပဲတေးရနော်တည်းကြီးပဲအေးတည်းလာမယ်ဟေးဘူးပါလေဟိုကြောင်ဦးတော်လားဦးတော်တည်းကြီးနေတယ်လို့ဦးတော်ပြီးတည်းလာမယ်ဟေး